ဒါလေးကတော့ကျွန်တော်2မီရဲ့နောက်ဆုံးထွက်ထားတဲ့ model လေးပေါ့နော် GUI model လေးပါဒီကောင်ကတော့ရုပ်ထွက်ကတော့ကျွန်တော် Scoby အသေးစားပေါ့နော်ဒီမှာတော့ဈေးကွက်တွေမှာတော့ကျွတ်ပိန်းလို့ခေါ်ကြတာနော်ရုပ်ထွက်လေးနဲ့လာထားတယ်ဒီကောင်ကကျွန်တော်တို့ motor web ကိုရှေ့ရပေးထားတယ်battery ကတော့ကျွန်တော်82volt 20H နဲ့လာထားပါเนาะ mine ကတော့ကျွန်တော်တို့35 40လောက်ထိပေးထားတယ်ပေါ့เนาะပြီးတော့ဒီကောင်ကဆိုင်ကယ်ဖြစ်သွားတဲ့အတွက် license လည်းပါပါတယ်ကျွန်တော်တို့ money license လေးနဲ့ပေးထားတယ် brandy ကလည်းကျွန်တော်တို့ battery motor controller 1 ရပေးထားတယ်ပေါ့เนาะ license ကလည်းနာမည်ပြကျွန်တော်တခါလေးထွက်ပြီးသားပါအစင်းသင်းစီပါပဲအခုကျွန်တော်တို့ဒီအကြောင်းအရာတွေကစားတော့မှဖြစ်တဲ့အတွက်မရှိမဖြစ်လိုအပ်တဲ့ဘိန်းလေးပေါ့เนาะမိဘတွေလူရဲ့သားသမီးတွေကိုကြိုဖို့လုပ်ဖို့အတွက်လည်းအရန်လိုအပ်တဲ့ဘိန်းလေးပေါ့နော်ကျွန်တော်ဒီ EV ဖြစ်တဲ့အတွက်ကျွန်တော် C တဲ့တော့ထည့်စရာမလိုဘူးကျွန်တော် C ပိုးလည်းတက်တာဝမယ်ကျွန်တော်မျိုးရင်းတို့မှာအရန် C ပြည့်တဲ့ဘိန်းလေးပေါ့နော်ပြီးတော့ဈေးနှုန်းကလည်းကျွန်တော်40အောက်ထိမှာသွားထားတယ်ကျွန်တော်တို့ GUI model လေးပါအခုကျွန်တော်ဈေးတွေအရန်မြင့်နေပြီပဲကျွန်တော်တက်ရှိဒီကောင်40အောက်လေးမှာကျွန်တော်ရောင်းပေးတော့မှာဖြစ်ပါတယ်နော်ကာလာ4အောင်လာတယ်အမဲရယ် C ရယ်အဖြူရယ်နုနစ်ကယ်4အောင်လာထားပါတယ်နော်ဒါဆိုရင်သူ့ရဲ့2 box ပေါ့နော်ဒါဆိုရင်သူ့ရဲ့နာမည်ပြပါဒါဆိုရင်ကျွန်တော်အရှိကချင်းနေခင်းပါမယ်ကျွန်တော်အသွင်းဘူးပါမယ်ပတ်မှန်လေးပါထည့်ပေးထားတယ်ပေါ့နော်ဒီမှာဆိုရင်ဒါ play ကကျွန်တော်ဒီ twin 2 box ကလည်းအကျယ်ကြီးပါပဲနော် play ကလေးကိုကျွန်တော်ပြင်ပြရတာဖြစ်ပါတယ်သူကဒီမှာကျွန်တော်3မျိုးပါတယ်တောစနစ်ပါမယ်ကျွန်တော်ဒါဆို remove စနစ်ပါတယ်ကျွန်တော် market စနစ်ကလေးပါတော့เนาะကျွန်တော်အရင်လေးကလေးကိုရင်စမ်းပြပြီးတော့ဒါဆိုဖွင့်တာပေါ့เนาะကန်နဲ့ဖွင့်တယ်အဲဆိုကျွန်တော်ကန်နဲ့ပြန်ပိတ်တယ်ဖုန်းအသွင်းပေါက်လေးပေါ့เนาะနော်နော်ဖုန်းအသွင်းလို့ရတယ်ပေါက်ကလေးပါပေါက်ကလေးဒါကတော့ကျွန်တော်ပစ္စည်းထည့်ဖို့เนาะဖုန်းလေးပါလေကျွန်တော်ထည့်လို့ရနေထားလေးပေါ့เนาะပြီးခုကျွန်တော် RPN ဆွဲပြမယ်เนาะ RPN ဆွဲဆိုရင်ကျွန်တော် play ကိုညှစ်လိုက်ပြီဒါဆိုကျွန်တော် Gear 1နဲ့သွားထားတယ်ပေါ့เนาะGear 1နဲ့နေထားလေးပါပြီးဒါ2ဖြစ်လိုက်နော်2နဲ့ဒါသွားရနေထားပါဒါဆိုကျွန်တော်3ပြောင်းလိုက်ပြီနော်ပြန်ပေါ့နော်ဒီကလို့ဒါဆိုမီးပေါ့နော်ကျွန်တော်ဒီမှာဆိုဒါမီးကလုံးဝပိတ်ထားတာဒါဆိုရင်ဒီမှာ silent လေးပေါ့နော် silent မီးလေးအနီလေးလေးနဲ့ပေါ့နော်ပြီးကျွန်တော်တခါမီကြီးဖွင့်လိုက်ပြီနော်မီကြီးဖွင့်လိုက်ပြီမီကြီးမှာဆိုရင်ကျွန်တော်ဒါပေါ်မီအောင်မီပေါ့နော်ပေါ်မီအောင်မီချင်းလို့ရတယ်အဲဒါကျွန်တော် signal ပါsignal ပြတယ်ပေါ့နော်ဒါဆိုဘယ် signal ဘယ် signal ပြတာပေါ့နော်အဲဆို home ပေါ့ home ဆိုဒါဆိုရင်ကျွန်တော် parking ပိတ်တယ်နော်ဒါလေးနှိမ့်လိုက်ရင်ကျွန်တော်တို့ parking ခလုံးလေးပေါ့နော် parking ဖွင့်တယ်parking ပိတ်တယ်ပေါ့နော်နောက်ပြီးကျွန်တော်ဒီကထူးခြားချက်တစ်ခုပါတယ်ဒါလေးကကျွန်တော်ဘတ်ပေါ့နော်အမှအားလေးပါထားတယ်ဒီခလုတ်လေးနှိပ်ပြီးဆွဲမယ်ဆိုရင်ကျွန်တော်တို့ဘတ်ကိုဒီတိုင်းချောင်းနဲ့သွားကြမလို့တော့ဘူးဘိန်းလေးလှိမ့်သွားရင်ပေါ့နော်ဒါဒီကောင်တော့ကျွန်တော်ဖိပြီးဆွဲပြရတော့ကျွန်တော်ဘတ်သွားနေ